အားလုံးပဲမင်္ဂလာပါဘန်ဘန် finance ကနေကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့ဘန်ဘန်ကအားလုံးကို income အမျိုးအစားအကြောင်းအရာလေးတွေကိုပြောပြပေးချင်ပါတယ် income ကိုအသေးစိတ်လေ့လာမယ်ဆိုရင်တော့ income အမျိုးအစားက9မျိုးရှိပါတယ်ဒါပေမဲ့ဒီထဲမှာကိုဘန်ဘန်ကအားလုံးစိတ်ဝင်စားကြလောက်မယ်လို့ထင်ရတဲ့ active income နဲ့ passive income ဆိုတဲ့ income အမျိုးအစားလေး2မျိုးအကြောင်းကိုပြောပြပေးပါမယ်ပထမဆုံးမှာတော့ active income ပေါ့နော် active income ကိုတနည်းအားဖြင့်လဲ earn income လို့လည်းခေါ်ကြပါတယ် active income and income ကဘာကိုဆိုလိုတာလဲဆိုရင်ကြတော့ကိုယ်တိုင်ပါဝင်လုပ်ကင်ပြီးတော့မှာပေါ့နော်အပြန်အလှန်လက်ခံရရှိတဲ့ဝင်ငွေရတဲ့လမ်းကြောင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။တနည်းအားဖြင့်မိမိရဲ့လုပ်အားကိုတော့၎င်းအချိန်ကိုတော့၎င်းမိမိရဲ့ကျွမ်းကျင်မှုတစ်ခုခုကိုတော့၎င်းပေါ့နော်မိမိရဲ့ skill တစ်ခုခုကိုပါဝင်ဖြည့်ပေးလိုက်မှဒီကနေပြီးတော့မှဝင်ငွေရရှိတာမျိုးကိုကြတော့ active income လို့ခေါ်ပါတယ်ကိုကနေပြီးတော့မှအလုံးမလုံးနိုင်တော့တဲ့အခါမျိုးအသက်အရွယ်ကြီးလာလို့အလုံးမလုံးနိုင်တော့တဲ့အခါမျိုးဒါမှမဟုတ်ရင်လည်းခရီးတွေထွက်လိုက်လို့အလုံးမလုံးနိုင်တော့တဲ့အခါမျိုးမှာဆိုရင် earn income ကမရရှိတော့ဘူးပေါ့နော်အဲ့ရဲ့ active income earn income ဆိုတာကကြတော့အလုံးလုံးမှရရှိတဲ့ဝင်ငွေဖြစ်ပြီးတော့မှအလုံးမလုံးနိုင်တော့တဲ့အခါမှာရပ်တန့်သွားမဲ့ဝင်ငွေအမျိုးအစားကိုဆိုလိုခြင်းဖြစ်ပါတယ်ဒါဆိုရင် active income ဆိုတာကကြတော့ဒါဆိုရင်ဝန်ထမ်းတွေကနေပြီးတော့မှရရှိတဲ့ငွေတွေကိုမှပြောတာလားဆိုရင်တော့အဲ့လိုတော့မဟုတ်ပါဘူးဝန်ထမ်းတွေရဲ့ဝင်ငွေလဲပါတယ်လို့ကိုတိုင်ဒီစီးပွားရေးလုပ်ငန်းတစ်ခုကိုဦးဆောင်ပြီးတော့ပေါ့နော်ကိုပိုင် business ကိုလုပ်နေတယ်ဆိုတဲ့အချိန်မျိုးမှာဆိုရင်လည်းဒါက active income ဝင်ငွေနဲ့ပဲရရှိတယ်လို့ဆိုလိုလို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ဒုတိယအမျိုးအစားဖြစ်တဲ့ passive income ဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးပါမယ် passive income ဆိုတာကကြတော့ကိုယ်တိုင်ပါဝင်အားထုတ်စရာမလိုဘဲနဲ့ရနေတဲ့ဝင်ငွေကိုဆိုလိုခြင်းဖြစ်ပါတယ်ပေါ့နော်ဥပမာကိုကခရီးပဲထွက်နေနေကိုကအိတ်ပဲအိတ်နေနေဒီကိုအိတ်ကတ်ထဲဒါမှမဟုတ်ရင်အချိန်တန်ရင်ကိုဘဏ်အကောင့်ထဲကိုဝင်ငွေတွေရလာတာမျိုးကိုကြတော့ passive income လို့ခေါ်ပါတယ်ဆိုတော့ဘာအလုံးမလုပ်စရာမလိုဘဲနဲ့အချိန်တန်ရင်ငွေတွေဝင်နေမယ်စားချင်တာစားသွားချင်တာသွားပြီးတော့မှငွေကြေးအတွက်ပူပန်စရာမလိုတော့ဘူးဆိုတဲ့ဘဝမျိုးကတွေးကြည့်အောင်လည်းပဲပျော်စရာကောင်းနေပါပြီဆိုတော့ဒီအတွက် passive income ရဖို့ဆိုတာကလည်းအခုခေတ်ကာလမှာတော့လူတိုင်းနီးပါးရဲ့အိမ်မက်လိုတောင်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ငွေကိုငွေနဲ့ပြန်ပြီးတော့မှရင်းနှီးမြှုပ်နှံတာငွေပြန်ဝင်အောင်လုပ်တာစီးပွားရေးလုပ်ငန်းကြီးတွေကိုထူထောင်ပြီးတော့မှကိုယ်တိုင်ပါဝင်စရာမလိုဘဲနဲ့ system အတိုင်းလည်ပတ်နိုင်အောင်လုပ်ထားတာအဆက်လို့ခေါ်တဲ့ပိုင်ဆိုင်မှုတွေကိုဝယ်ယူထားပြီးတော့မှပြန်လဲအငှားပေးခြင်းအဖြစ်ပေါ့နော် rent income တွေကိုရယူတာနောက်တစ်ခုကကြတော့ဒီ intellectual property တစ်ခုကိုဖန်တီးထားပြီးတော့မှအကြိမ်ကြိမ်ပြန်လဲရောင်းချအသုံးပြုခြင်းကနေပြီးတော့မှငွေရနေတာစားတာတွေအကုန်လုံးက passive income အမျိုးအစားထဲမှာပါဝင်ပါတယ်တနည်းအားဖြင့်ငွေရေးကြေးရေးအတွက်ပူစရာမလိုတော့တဲ့ financial freedom လို့ခေါ်ကြတဲ့ငွေကြေးဆိုင်ရာလွတ်လပ်မှုကိုခံစားဖို့အတွက်တစ်ခုတည်းသောနည်းလမ်းကလည်း passive income ပဲဖြစ်ပါတယ်ဆိုတော့အလုံးမလုံးပဲပတ်စံလို့ခြင်းနဲ့ဆိုရင် investment တွေကိုစိတ်ဝင်စားပါအလုံးမလုံးပဲငွေဝင်နဲ့ passive income လမ်းကြောင်းကိုဖောက်ပါပြီးတော့ငွေကြေးဆိုင်ရာလွတ်မြောက်မှုလို့ခေါ်ရဲပေါ့နော် financial freedom လို့ခေါ်တဲ့ငွေကြေးဆိုင်ရာလွတ်မြောက်မှုဆိုတာကလည်းလူတိုင်းလိုချင်နေတဲ့အရာတစ်ခုပဲဖြစ်ပါတယ် financial freedom ဖြစ်ဖို့အတွက်ဆိုတာကကြတော့ millionaire တွေ billionaire တွေဖြစ်မှချမ်းသာမှဖြစ်နိုင်တာမဟုတ်ပါဘူးကိုယ့်ရဲ့အလုံးမလုံးပဲနဲ့ဝင်နေတဲ့ passive income ကကိုယ့်ရဲ့အသုံးစရိတ်ကိုကာမိတယ်ဆိုရင်ကိုဟာ financial freedom ဖြစ်တယ်လို့ဆိုလိုရပါတယ်ဆိုလိုတာကကိုယ့်ရဲ့အသုံးစရိတ်ကိုယ့်ရဲ့လစဉ်အသုံးစရိတ်က3သိန်းရှိတယ်ဆိုရင်ကိုယ့်အလုံးမလုံးပဲဒီတိုင်းထိုင်နေရင်တော့ passive income လမ်းကြောင်းကနေပြီးတော့မှ3သိန်းဝင်နေဆိုရင်ဒါကကိုဟာ financial freedom ဖြစ်တာပါပဲဆိုတော့ဒါက financial freedom ရဲ့ formula လေးဖြစ်ပါတယ်ဆိုတော့ financial freedom ဖြစ်ချင်တဲ့သူတိုင်းက active income ကိုမိခိုလို့မရပါဘူး passive income လို့ခေါ်တဲ့ကိုအလုံးမလုံးဘူးဆိုရင်တော့မှကိုစီကိုစီးဆင်းနေမဲ့ငွေလမ်းကြောင်းကိုဖောက်ရမှာဖြစ်ပါတယ်လူတယောက်မှာဝင်ငွေဆိုတာရှိမရှိအခြေခံစားဝတ်နေရေးအတွက်ပုံမှန်ထွက်ငွေဆိုတာကတော့အများကြီးရှိပါတယ်အဲ့ဒါကြောင့်မို့လို့လဲကမ္ဘာယင်းနှီးမြှုပ်နှံမှုဖခင်ကြီးဖြစ်တဲ့ Warren Buffett ကပြောထားပါတယ်If you don't find a way to make money while you sleep,
you will work until you die တဲ့ဆိုလိုတာကမင်းအိမ်နေရင်တောင်မှငွေရှာနိုင်တဲ့နည်းလမ်းကိုရှာမတွေ့သေးဘူးဆိုရင်မင်းတည်တဲ့အထိအလုပ်လုပ်ရပါလိမ့်မယ်တဲ့ဆိုတော့ကိုယ့်ရဲ့လစဉ်အသုံးစရိတ်ကိုအလုံးမလုံးပဲနဲ့ရနေတဲ့ passive income ကနေကာမိဖို့လိုပါတယ်ဆိုတော့ငွေရဖို့အလုံးမလုံးလည်းဖြစ်တယ်အလုံးလုံးလို့ရလာတဲ့ active income ကိုလည်းအသုံးစရိတ်အနေနဲ့လုံးဝမထိပဲနဲ့အားလုံးကိုစုနိုင်တဲ့အထိpassive income ကိုကာဗာဖြစ်နိုင်လောက်တဲ့အထိကိုတွေကလုပ်ဖို့လိုအပ်ပါတယ်လူတစ်ယောက်ကတက်လုံးလည်းအလုံးမလုံးနိုင်ပါဘူးအသက်ကြီးလာတာနဲ့အမျှလည်း physical အင်အားကလည်းကျဆင်းလာမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့အလုံးလုံးမှရတဲ့ငွေအပေါ်ကိုပဲဘဝကိုမိခုရှင်တန်နေလို့မဖြစ်ပါဘူးအလုံးမလုံးနိုင်တော့တဲ့အရွယ်တစ်ခုကြရင်အတွက်ပေါ့နော် passive income လမ်းကြောင်းဆိုတာကရှိတဲ့ပါတယ်အဲ့ဒါကြောင့်မို့လို့ငွေရှာငွေသုံးအစစ်မှာပဲမရက်ပဲနဲ့ငွေရှာပါငွေစုပါရင်းနှီးမြှုပ်နှံမှုအကြောင်းတွေကိုလေ့လာပါပြီးတော့မှကောင်းမွန်စွာရင်းနှီးမြှုပ်နှံပါပေါ့နော်ဒါတွေပြီးတော့မှ passive income လမ်းကြောင်းကိုဖန်တီးပါလို့ပပန်ကပြောချင်ပါတယ်နောက်ဗီဒီယိုတွေမှာကြာရင်လည်းဒီရဲ့ passive income ကိုဘယ်လိုဖန်တီးလို့ရမလဲဘယ်လိုနည်းလမ်းတွေကနေ passive income ကိုရနိုင်မယ်ဆိုတဲ့ဟာလေးတွေကိုမျှဝေပေးသွားပါမယ်အားလုံးပဲဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လေးလုပ်ပေးသွားပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်